မြန်မာနိုင်ငံရဲ့အထူးနာမည်ကြီးတဲ့ရှားပါးကြောင့်မြက်ရတနာ၅မျိုးနံပါတ်1ပတ္တမြားကြောင့်မိုးကုတ်ဒေသကပတ္တမြားတွေဟာကဘာကျော်ပါတယ်အထူးသဖြင့်အနီရောင်တောက်ပပီကြည်လင်တဲ့အရေးသွေးမြင့်ပတ္တမြားတွေကိုကြောင့်မြက်ဈေးကွက်မှာအလွန်တန်ဖိုးထားကြပါတယ်မြန်မာနိုင်ငံရဲ့ခိုသွေးရောင်အဆင့်ရှိတဲ့အယောင်ဆင်းဟာလည်းပတ္တမြားလောကမှာအထူးနာမည်ကြီးပါတယ်နံပါတ်2ကြောက်စိမ်းမြန်မာနိုင်ငံဟာအရေးသွေးမြင့်ကြောက်စိမ်းထွက်ရှိရာကမ္ဘာအရေးအကြီးဆုံးနေရာဖြစ်ပါတယ်အထူးသဖြင့်ကချင်ပြည်နယ်ဖားကန့်ဒေသကကြောက်စိမ်းတွေဟာနာမည်ကြီးပါတယ်အစိမ်းရောင်တောက်ပပီကြည်လင်တဲ့တော်ဝင်ကြောက်စိမ်းစင်တွေဟာအလွန်တန်ဖိုးကြီးမားကြပါတယ်နံပါတ်3ဘိန်းနိုင်ကြောက်ဘိန်းနိုင်ဟာမြန်မာနိုင်ငံနဲ့အထူးဆက်နွယ်နေတဲ့ရှားပါးတွင်ထွက်ကြောက်တစ်မျိုးပါ1950ပြည့်လွန်နှစ်တွေမှာမြန်မာနိုင်ငံမှာပထမဆုံးသိပ္ပံနည်းကျဖော်ထုတ်ခဲ့ပြီးတစ်ချိန်ကမ္ဘာရှားပါးဆုံးကြောက်မြက်တွင်ထွက်တွေကတစ်မျိုးဖြစ်နာမည်ကြီးခဲ့ပါတယ်နံပါတ်4ဂျေရီမီဂျီပိုက်ကြောက်ဂျေရီမီဂျီပိုက်ဟာလည်းအလွန်ရှားပါးတဲ့တွင်ထွက်ကြောက်တစ်မျိုးဖြစ်ပြီးမြန်မာနိုင်ငံကအရေးသွေးကောင်းတဲ့နမူနာတချို့ကြောင့်ကြောက်မြက်စုဆောင်းသူတွေကြားမှာလူသိများပါတယ်အပြာနုအဝါနုကနေအယောင်မဲ့အထိတွေ့ရှိနိုင်ပါတယ်နံပါတ်5ပယ်ရီဒေါကြောက်မြန်မာနိုင်ငံကပယ်ရီဒေါကြောက်လည်းနိုင်ငံတကာကြောက်မြက်လောကမှာနာမည်ကြီးပါတယ်အထူးသဖြင့်မိုးကုတ်ဒေသကကြီးမားပြီးအယောင်ကောင်းတဲ့အစိမ်းရောင်ပယ်ရီဒေါကြောက်တွေဟာစုဆောင်းသူတွေအတွက်တန်ဖိုးရှိပါတယ်ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow လုပ်ပေးခဲ့ကြပါဦး